သမီးကမ်းမသွားမယ်ဟုတ်ပါတယ်လိုက်ခစ်ကြပါအောင်နော်ကူတယ်လာကူတယ်နည်းနည်းလာညီမလေးနဲ့တီးလေးတားလာလာသူကြီးရရပြီမွေးတယ်မလားအေးနေရပဲနော်အိုးကောင်းလိုက်တာပါနော်ဒါလေးလေပြီးမှမေးတော့မယ်ဟုတ်ကိုအဲ့တရားကျင့်တဲ့ကူလေးတွေတရားကျင့်တဲ့ကူလေးတွေတဲ့လားတရားကျင့်တဲ့ကူလေးတွေပါတဲ့ကဲကျမတို့ငါသမီးကမ်းပါဦးရောက်ရှာနေရတယ်ဒါပေမဲ့တရားကျင့်တဲ့ကူလေးတွေလည်းတွေ့ပါတယ်တော့ပါဆက်ဘယ်ကောင်ပြောဟမ်ငါသမီးကမ်းပါก็ไหนได้ไอ้ขนมจะได้พยายเขาไปจะมาเขาก็มาพยายที่เขาคุ้นเลยဟဲ့သားလေးလှတယ်အိမ်သားလေးကဘယ်ကဘူကနေလာပြီတီလေးဒါမှတီလေးကိုဒီရင်ရိုက်လိုက်ခက်တီလေးကိုရင်ရိုက်လိုက်ပြီးတော့မှဘယ်ဘျူးလေးကိုဒီလိုလေးရိုက်လိုက်ဒီလိုရေးရတယ်တော့တီလေးကိုရင်ရိုက်တီလေးတင်နေမှာဟိုဘျူးလေးကိုသွားရိုက်ပါကိုလေးပါရိုက်ဟေးမမယူပြဘူးဘောမရိုက်ရတယ်လာလာတားပြီးတဲ့စီတက်မလားဒီမှာမိုက်ဝါဆောင်းမယ်ဒီဘက်ပဲဖြည်းဖြည်းချင်းဆောက်လာမယ်ငေးပြီးဆောက်လာမယ်ဆောက်လာမယ်ဆောက်လာဆောက်ပြီးမှဒီဘက်ဒီမှာကျလိုက်ပေါ်ကနေဒီလေးတက်လာတာပေါ်ကနေမတက်ရပြီဆက်ပါ